မျိုးတက်လို့လားနင်တို့ကောင်ကဒါမျိုးတောက်ချလာဟမ်လှလိုက်တဲ့ကွက်ပေါ့သိလို့ရတယ်။နေ့ကကိုယ့်ပေါ်မှာအဲ့လိုအလေးထားမှန်းသိရတဲ့အတွက်ကိုရမ်းဝမ်းသာတယ်။နဲ့ကိုလုပ်လို့ရှိနင်တို့ရဲ့ချင်းကိုမလုပ်ချင်ပါဘူး။ဟုတ်ကဲ့ရှင်။နင်တို့ကိုနေရဆင်းနေရှိဆို။